ဂိုင်းကျုပ်ကြည့်ရန်မရှိရတဲ့နောက်ပိုင်းခြေရှမ်းကိုင်းရဲ့တောင်ထိပ်တခင်တွေကရှမ်းတဲ့တောင်ထိပ်တခင်ဟာစွမ်းအားအကြီးဆုံးနဲ့ဝါအကြီးဆုံးဖြစ်တာကြောင့်အခြားတောင်ထိပ်တခင်တွေထက်ဩဇာအာဏာပိုကြီးရသူဖြစ်လာခဲ့ပါတယ်။ဂိုင်းကျုပ်ကြည့်ရန်ကဆုံးပါသွားတာမဟုတ်ပဲနတ်ဖြစ်သွားတာကြောင့်အတွင်းကိုင်းဆောင်မှာဘာလို့ဂိုင်းကျုပ်ရဲ့ရုပ်ပုံချိတ်ဆွဲထားတာလဲလို့တောင်ထိပ်တခင်တွေကတယောက်ဖြစ်တဲ့အမျိုးသမီးကမေးလိုက်တော့ဂိုင်းကျုပ်ကခြေရှမ်းကိုင်းရဲ့ဂုံဖို့ဖြစ်လို့နောင်လာနောင်သားတွေဂါရဝပြုလို့ရအောင်အတွင်းကိုင်းဆောင်မှာချိတ်ဆွဲထားတာလို့အခြားတောင်တခင်ကဖြေလိုက်ပါတယ်။တကယ်လို့လူငယ်တွေကိုဂါရဝပြုစေခြင်းအတွင်းကိုင်းတွေကဆုံးပါသွားတဲ့သူတွေရဲ့ရုပ်ပုံတွေကြားထဲမှာထားပဲဓာတ်အဆောင်မှာပဲထားတဲ့နယ်လို့ပြောတော့ဘေးကတောင်ထိပ်တခင်ကချင်းရှမ်းကိုင်းမှာတောင်ထိပ်ကိုကူနဲ့တောင်ထိပ်တွေမှာဓာတ်ကိုလက်ရှိပြီးထိုဓာတ်ကိုလက်နဲ့လောကကြီးကိုအုပ်စိုးခဲ့လို့ချင်းရှမ်းကိုင်းရဲ့ဂုံလဲတက်လာခဲ့တယ်လို့ဆိုပြီးဂိုင်းကျုပ်ကြီးရဲ့နတ်ဖြစ်သွားတော့ကထိုဓာတ်ကိုလက်ထဲကဖူစစ်ဓာတ်နဲ့ပူဝါဓာတ်ကိုယူသွားခဲ့လို့ဓာတ်နဲ့လက်ဆိုးရှုံးကချင်းရှမ်းကိုင်းရဲ့အင်အားလဲထိခိုက်သွားတာကြောင့်သူ့ရုပ်ပုံဟာအတွင်းကိုင်းဆောင်မှာပဲရှိနေတဲ့နယ်လို့ဆိုလိုက်ပါတယ်ဂိုင်းကျုပ်ကြီးရဲ့ဟာနတ်ဖြစ်သွားတာမို့ထိုဓာတ်နဲ့လက်ရဲ့ဂုံဟာလဲနတ်ဖျားလက်ထဲမှာပဲရှိနေတင်ပြီးကိုယ်တိုင်အင်အားကြီးမားပြီးတန်မာရင်ထိုဓာတ်နဲ့လက်နေရာကိုအစားထိုးနိုင်မှာဖြစ်လို့ဂိုင်းကျုပ်ရဲ့အဆင့်ထိရောက်နိုင်ရင်ချီရှမ်းကိုင်းရဲ့အင်အားကဘလို့လို့ပျက်စီးနိုင်မှာလဲလို့ဆိုကအခြေအနေတင်းမာနေကြပါတယ်အဲ့ဒီနောက်တောင်ထိပ်တခင်တယောက်ကနှစ်ယောက်လုံးရဲ့အတွေးခေါ်ဟာအတိတ်ပဲရှိရလို့ဆိုပြီးဝင်ရောက်ဖြန့်ဖြေပေးကနောက်လာနောက်သားတွေစူးစမ်းမှသူတို့ဂိုင်းရဲ့အင်အားလဲပြန်တက်လာမှလို့ဆိုလိုက်ပါတယ်လက်ရှိဂိုင်းထဲမှာလူငယ်မျိုးဆက်တွေဖြစ်တဲ့ဂူပိပြီးအပြင်းထန်လေ့ကျင့်နေတဲ့ဆရာတူလေးကျော်နဲ့ရွှေရှမ်းတောင်မှာလေ့ကျင့်နေတဲ့ကြောက်လက်ရွက်ပြီးရင်မွေးရပါချစ်ရင်သူပေါင်ကန်းလေးရှိတာကြောင့်သူတို့ချစ်ရှမ်းကိုင်းမှာအလားအလာကောင်းတဲ့အနာဂတ်တွေကြီးပဲလို့တောင်ထိပ်တခင်တွေကဆိုပါတယ်ပေါင်ကန်းကအရင်ငယ်နေသေးတော့ဓာတ်ဆက်ခံသူပြန်ဝဲမှာပါဝင်မှုမျောလင်းလို့မရသေးဘူးလို့ပြောတော့ရှမ်းတဲ့တောင်ထိပ်တခင်ကပေါင်ကန်းဟာတကယ်ပဲမွေးရပါချစ်ရင်သူဟုတ်လားဆိုတာသူစိုးရင်နေတယ်လို့ဆိုပါတယ်အဲဒီနောက်လွန်ခဲ့တဲ့တစ်နှစ်ကဂိုင်းကျုပ်ရဲ့အကူကိုယ်တိုင်ပေါင်ကန်းကိုစစ်ဆေးခဲ့မှုတာဖြစ်လို့စိုးရင်ဖို့မလို့ကြောင်းအမျိုးသမီးကပြောလိုက်တော့ရှမ်းတဲ့တောင်ထိပ်တခင်ကတခုခုကိုတတိယသွားကလန့်ဖြတ်ပြီးစကားဝိုင်းကိုလည်းအဆုံးသတ်လိုက်ပါတယ်သူ့ရဲ့လူယုံတော်ဟာတခါကပေါင်ကန်းကိုလူပြီးစစ်ဆေးခိုင်းခဲ့ဘူးကြောင်းပြောကပေါင်ကန်းဂိုင်းထဲကိုမဝင်ခင်ကတည်းကယူကိုင်းရဲ့အသက်ရှူနီကိုတင်မှုပြီးသွားကြောင်းဆိုလိုက်ပါတယ်ဒီအသက်ရှူနီဟာထန်းကွန်းတောင်ထိပ်ရဲ့လင့်ဝက်နီဖြစ်တာကြောင့်တကယ်ကိုဂိုင်းချုပ်ရွေးချယ်ထားတဲ့သူဖြစ်တာပဲလို့ဆိုကပေါင်ကန်းကိုစောင့်ကြည့်ဖို့သူ့လူယုံတော်ကိုမှာကြားလိုက်ပါတယ်ပြီးဟူတောင်ကသူတို့ရဲ့ဂိုင်းသားလိန်ဖို့ယူပျောက်သွားတာသိရှိသွားခဲ့တာကြောင့်သူတို့ကြချုံနှောင်ထားလို့မရဘူးလို့လူယုံတော်ကပြောတော့ဥလောင်လင်းနဲ့မာယနာမျိုးပူပေါင်းတိုက်ခိုက်တာကိုခံရပြီးဒဏ်ရာရသွားကယူသွားခဲ့တာကြောင့်ဂိုင်းချုပ်ကိုတောင်တိုက်ခိုက်ခဲ့လို့ချုံနှောင်ထားလိုက်တာလို့ဇလန်းဆင်ခိုင်းလိုက်ပါတယ်နောက်တစ်ခါမှတော့အတွင်းကိုင်းနဲ့ဝင်လာတဲ့တပည့်တွေကိုအတွင်းဆောင်ရဲ့အကြီးကဲကဂိုင်းရဲ့မျိုးရိုးစင်ဆက်ဘိုးဘေးရုပ်ပုံတွေကိုလိုက်ပြကသူတို့ဒါမရှိရင်ခြေရှမ်းကိုင်းရဲ့လက်ရှိအောင်မြင်မှုဟာလည်းရှိလာမှာမဟုတ်ကြောင်းရှင်းပြနေပါတယ်အတွင်းကိုင်းကတပည့်တွေကတောင်ထိပ်တစ်ခုရဲ့တပည့်ဖြစ်ချင်ဓာတ်တောင်ပေါ်ကိုသွားပြီးကိုနဲ့သက်ဆိုင်တဲ့ဓာတ်ကိုအရင်ယူရမယ်လို့ဆိုပါတယ်တောင်ထိပ်အမြင့်ဆုံးကိုပို့သွားလေဓာတ်ရဲ့အရေးသွေးကလည်းပုံမြင်ပြီးအန်ဒီကလည်းနှစ်ဆဖြစ်လိမ့်မယ်လို့အကြီးကဲကဆိုပါတယ်ဓာတ်တောင်ပေါ်ကဓာတ်တွေအလုံးဟာတစ်ချိန်ကအင်အားကြီးမားတဲ့သူတွေအသက်ဆုံးရှုံးကနေမှဓာတ်တောင်ပေါ်ကိုသွားပြီးကိုယ့်ရဲ့ဓာတ်ကိုမျိုးဆက်တစ်တွေအတွက်ပြီးခဲ့ရတယ်လို့ဆိုပါတယ်အခုလေစာကြီးတိုက်ကအကြီးကဲမော်ဟာအသက်ဆုံးရင်ကုန်ဆုံးတော့မှာဖြစ်လို့နောက်မျိုးဆက်တစ်တွေအတွက်သူ့ရဲ့ဓာတ်ကိုထားဖို့ဓာတ်တောင်ကိုလာခဲ့ရင်အတိတ်ကသူ့ကိုတင်ချပေးခဲ့တဲ့ဂိုင်းကျုပ်ကြည့်ရင်ရဲ့စကားကိုပြန်စဉ်းစားနေခဲ့ပါတယ်ဂိုင်းကျုပ်ကြည့်ရင်ကသူဓာတ်လေးကြည့်နေတာကိုမြင်တဲ့အခါသူ့နားကိုလာပြီးဓာတ်ရဲ့စွမ်းအားကလူကနေစတင်တာဖြစ်လို့လုံလဝရိယရှိစွာနဲ့နေတိုင်းလေ့ကျင့်ပေးရင်တာမန်ရေချင်းရှိရဲ့လူတယောက်လေတနေ့စွမ်းအားကြီးရဲ့လူဖြစ်လာမှာဖြစ်တဲ့အတွက်အမလျှော့ဖို့နဲ့စိတ်တမကြဘူးပြောလိုက်ပါတယ်ဂိုင်းကျုပ်ရဲ့ပြောစကားတိုင်းဟာလေးနက်ပြီးအဓိပ္ပာယ်ရှိတာကြောင့်ဂိုင်းကျုပ်စိတ်မပြတ်အောင်လေတိုင်းလေ့ကျင့်နေခဲ့ပြီးဂိုင်းကျုံမရှိတော့တဲ့နောက်ပိုင်းမှာသူ့ကြီးကြံရေးလည်းမတုတ်တက်ခဲ့တာကြောင့်သူ့ရဲ့အဆုံးသက်လည်းရောက်ရှိလာခဲ့ပါတယ်။ဓာတ်တောင်ကြီးမှာအကြီးကဲမို့ကိုသူ့ရဲ့ဓာတ်ကိုမစိုးဘဲလို့ဆိုကဒီဓာတ်ကိုသူယူလိုက်မယ်လို့ကိုငပြင်းကဆိုလိုက်ပါတယ်။သူ့ဓာတ်ကိုတောင်ပေါ်မှာပြန်ထားမယ်ဆိုတာဘလို့ခံမှန်းမိလည်းမသိပေမဲ့အရင်ကသူ့ဓာတ်ကိုမစိုးဘူးလို့ပြောခဲ့တဲ့သူကအခုနှက်ဖြစ်သွားပြီဖြစ်ကြောင်းပြောကသူ့ဓာတ်ကိုလိုချင်ရင်ကိုယ့်ရည်ချင်းနဲ့လာယူပါလို့ပြောပြီးတောင်ပေါ်ကိုတက်သွားခဲ့ပါတယ်။အဲ့ဒီနောက်ဓာတ်ဆောင်ကစာတင်ပေးတဲ့ဆရာတွေကတယောက်ဖြစ်တဲ့သုံးကူဟန်ကချင်းရှမ်းရဲ့အတော်ဆုံးနဲ့အငယ်ဆုံးတပည့်တွေနဲ့အတူရောက်ရှိလာခဲ့ပါတယ်။ပေါင်ကန်လီဟာသူ့ဆရာတခင်ကိုအတွင်းကိုင်းထဲမှာမြင်ရတော့ဝမ်းသာသွားပြီးနေတိုင်းဆရာတခင်ကိုမျှော်နေတာလို့ဆိုလိုက်ပါတယ်။ပုံမှန်ဆိုရင်ပေါင်ကန်လီကအနေအေးပြီးစကားလဲနေတာကြောင့်အခုလိုကလေးတယောက်လို
ပျော်ရွှင်နေတာကိုမြင်တော့အခြားတပည့်တွေကအံ့ဩနေကြပါတယ်။သုံးကူဟန်ကသူကဘလို့လဲလို့မေးလိုက်တော့တပည့်တစ်ယောက်ကပေါင်ကန်းပြောနေတဲ့သူ့သခင်လေးကျင့်ကြံဖြစ်ရမယ်လို့ဆိုလိုက်ပါတယ်။အဲဒီနောက်သူ့ရဲ့ပထမဆုံးဓာတ်ပြန်စီရမယ့်နေ့မှာအာယုံလွဲလို့မဖြစ်ကြောင်းနဲ့ကိုအပြစ်လာခံခိုင်းမှုသုံးကူဟန်ကဆိုလိုက်ပါတယ်။သူ့ရဲ့တပည့်ကအခြားသူတစ်ယောက်ရဲ့အစီကံဖြစ်လို့မရဘူးလို့ဆိုကကိုငပြင်းနဲ့မပေါဖို့မှာကြရင်ကိုငပြင်းထွက်သွားတော့မှအဖြစ်ပေးတာကိုရက်လိုက်ပါတယ်။အဲဒီနောက်ပေါင်ကန်းလေးဟာသူ့ကိုယ်ပိုင်ဓာတ်ကိုယူဖို့ဓာတ်တောင်ပေါ်ကိုတက်လာခဲ့ပြီးကိုယ်ပိုင်ဓာတ်ရလာတဲ့အခါမှာတခါတည်းဓာတ်ပြန်စီလေ့ကျင့်ဖို့ဓာတ်တောင်ပေးကအမြင့်ဆုံးတောင်ပေါ်တက်လာခဲ့ပါတယ်။ဓာတ်ပြန်စီဖို့ဓာတ်ကိုထုတ်လိုက်တဲ့အချိန်မှာဓာတ်ပေါ်တက်ဖို့တွန်းဆုတ်နေခဲ့တာကြောင့်သူ့ကိုပြင်ဆင်ဖို့ချိန်အနည်းငယ်ပေးမယ်လို့သုံးကူဟန်ကဆိုကကိုယ်တိုင်ဓာတ်ပေါ်ကိုမသွားနိုင်ရင်သူ့ကိုတောင်ပေါ်ကတွန်းချမယ်လို့ပြောလိုက်တော့သူ့ရဲ့တခင်လေးကိုတွေးရအောင်မှမို့သူကိုယ်တိုင်ဓာတ်ပေါ်ကိုတက်မယ်လို့ပေါင်ကန်းလေးကဆိုလိုက်ပါတယ်။ဓာတ်ပေါ်တက်လိုက်တဲ့အချိန်မှာဓာတ်ကိုမထိန်ချုပ်နိုင်ပဲခန္ဓာကိုယ်ဟန်ချက်ပြတ်သွားတာကြောင့်တောင်အောက်ကိုပြုတ်ကျသွားခဲ့ပြီးခဏအကြာမှာတော့ဓာတ်ကိုထိန်ချုပ်နိုင်ခဲ့ပြီးလွတ်လပ်ပေါ်ပစွာဓာတ်ပြန်ကိုလည်းစီးတက်သွားခဲ့ပါတယ်